မင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကိုပြည်သက်တွေကျွန်တော်ကိုထင်လွဲတဲ့အကြောင်းပါနော်ကျွန်တော်ကိုထင်လွဲတဲ့အရာတွေကျွန်တော်လာပြီးစစ်ပြမှာဖြစ်ပါတယ်ကျွန်တော်စစ်ပြတဲ့ຢာတော့ကျွန်တော်ဟိုရေတွေကတစ်ချေပေါက်ထားတယ်တစ်ချေပေါက်ထားတယ်ဆိုတော့တစ်ချေငါးဖို့10ဖို့လောက်ကျွန်တော်သူ့ရဲ့တစ်ချေကကိုပေါက်တယ်လေဟုတ်ကဲ့ကိုပေါက်တဲ့အတွက်ကြောင့်တချို့ပြည်သက်တွေကလာပြောရတယ်ကျွန်တော်ပစ္စည်းအများကြီးရမှာပဲကျွန်တော်ကားတွေစီးနေတယ်ပြီးတော့ကျွန်တော်ဆွေတွေအများကြီးစီးတယ်ပေါ့နော်အဲ့လိုတွေလာပြောတယ်ပေါ့တကယ်တော့အဲ့ဒါတွေတခုမှမရှိပါဘူးကျွန်တော်တစ်ချက်ပေါ့လဲပြည်သက်တွေကျွန်တော်ကိုပစ္စည်းမပို့ပေးဘူးလေခါတလေကျွန်တော်နှုတ်တော့ချင်တော့မှတော့ဘောပစ္စည်းမရှိဘူးပစ္စည်းရှိလဲကျွန်တော်ခိုးတော့တယ်ပေါ့နော်ကျွန်တော်ဆိုတော့ဖြစ်လဲကျွန်တော်နှုတ်ဖြစ်သေးဘူးလေကျွန်တော်မင်းမယူလဲနှုတ်တော့ရအောင်မှာပဲလေမဟုတ်လားအဲ့ဒါကြောင့် ပရိသတ်တွေကိုကျေးဇူးတင်စကားပြောခြင်းသေးလား ဟိုကျွန်တော်ပြည်သက်တွေကိုကျေးဇူးမတင်ချင်ပါဘူးဘာဖြစ်လို့ဆိုတော့တစ်ချက်ပေါ့တာသူတို့ပတ်စံမလွှဲပေးဘူးလေအဲ့ဒါကြောင့်ကျွန်တော်ကျေးဇူးမတင်ချင်ဘူးပြည်သက်တွေကိုတကယ်လို့ကျွန်တော်ပတ်စံတကယ်ရရဆိုရင်တော့ကျွန်တော်ကျေးဇူးတင်မှာပေါ့နော်ပြည်သက်တွေကိုဒါတော့ကျွန်တော်ကိုလာပြီးတော့ကျေးဇူးတင်ရမှာဘာဖြစ်လို့ဆိုတော့ကျွန်တော်ဗီဒီယိုတင်တာသူတို့လည်းလကပြကြည့်ရတယ်အမေဆိုရင်ကျွန်တော်ကိုလာပြီးတော့ကျေးဇူးတင်ရမှာ ပရိသတ်တွေကိုဘာဆုတောင်းပေးခြင်းလဲ ဟုတ်ကဲ့ကျွန်တော်ပြည်သက်တွေကိုဆုတောင်းပေးစီတော့ကောရမွေဘွားရောက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်